Hello ဒီတခါတော့နာစီဖေးရဲ့ဆန်အဆန်လေးနဲ့မိတ်ဆက်ပေးခြင်းနဲ့ပေါ့နော်သူက brightening အဆန်လေးကြည့်လိုက်ရင်တော့လုံးဝရေလိုမျိုးဒီလိုကြည်ကြည်လေးစီလဲမပါဘူးပေါ့နော်သူကအနံ့လည်းမရှိပါဘူးသူကအဓိကပေါ့နော်အဓိကသူကဘယ်လိုအသားရည်တွေသုံးသင့်လဲဆိုတော့အသားညစ်တဲ့သူတွေပြီးတော့ဟိုတင်းတိတ်မဲဆက်ပေါ့ဒါမျိုးရှိတဲ့သူတွေကသုံးသင့်တယ်ဒါပေမဲ့ဝက်ဆန်ထွက်တတ်တဲ့လူတွေလည်းသုံးလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့နာယာဆီနမိုက်ပါတယ်နာယာဆီနမိုက်တို့ hyaluronic acid တို့ပါလို့ရှိရင်ဝက်ဆန်သမားတွေလည်းသုံးလို့ရတယ်ပေါ့နော်သူ့ရဲ့ဒီကြည့်လိုက်ရင်တော့သူကရေလိုပဲကြည်ကြည်လေးဘလို့မှကိုမသိတာဘူးလို့ထင်တယ်ဒါပေမဲ့သူကလေမျက်နှာမှာရှိတဲ့ဒီဘလို့ခေါ်မလဲအဖြူကွက်လေးတွေပေါ့နော်စောင်းထဲမှာထွက်တတ်တယ်ပြီးတော့တချို့အသားမညီလို့ဖြစ်လာတဲ့အကွက်ကလေးတွေပေါ့ဒါမျိုးတွေအစားသူကပျောက်ပါတယ်ပြီးတော့ခါကျကြာလာလေးသူကအသားကြီးကြီးပပလေးဖြစ်လာတာမျိုးပေါ့နော်ဒီမှာအရေးကဒီလိုကျဲကျဲကြီးကြီးလေးဒါလေးကိုအသားရဲ့စိတ်နေအောင်ဒီလိုမျိုးလေးပဲပုတ်လိုက်ကြီးကြီးပြောင်ပြောင်လေးဖြစ်သွားတယ်အရန်ကိုကြည်ရနော်အသားအဲ့ဒါတကယ်ကိုပါသုံးဖို့တဲ့သူတိုင်းအတွက်ဒါမရှိမဖြစ်ပဲအဲ့လိုမျိုးကိုကလည်းပဲအဲ့လိုမရှိမဖြစ်တယ်ပဲသုံးတာပေါ့နော်အဲ့လိုဖြစ်သွားတယ်ကိုကြိုက်လို့ကိုတကယ်သုံးလို့ကိုတကယ်ကိုကြိုက်လို့မှရောင်းတာပေါ့နော်ကိုတိုင်းမသုံးမနဲ့တော့မရောင်းပါဘူးနော်ကိုသုံးကြည့်ပါတယ်အရင်ဆုံးသူကဒီလိုမျိုးလေးကြည်သွားတာပေါ့အသားလေးအဲ့လိုကြည်သွားတာလေးပါသူ့ရဲ့ဈေးနှုန်းလေးကတော့94,900ကျပ်ပါဆွဲသုံးမယ်ပေါ့နော်နေ့တိုင်းသုံးတယ်ဆိုရင်တော့မှပဲ6လလောက်ကတော့သုံးလို့ရပါတယ်နော်အဲ့လောက်ကတော့အနည်းဆုံးသုံးခံတယ်တကယ်ကိုရီလိုအသုံးမကျန်းဆိုရင်တော့6လလောက်တော့အသုံးခံတာပေါ့နော်ဒါလေးကအများကြီးလဲသုံးစရာမလို day or night ကိုသုံးလို့ရတယ်ဒါပေမဲ့ကိုရီးယားကျတော့ day ပဲသုံးတယ်ဘာလို့လဲဆိုတော့ make up လိမ့်တာပေါ့နော်ဒါမျိုး sun cream တို့ make up တို့လိမ့်မယ်ဆိုရင်ကိုယ့်ရဲ့မျက်နှာကကြည်ပြီးပို့ပြီးကြည်ရပေါ့အဲ့ဒါကြောင့်မလို့ဒါလေးကိုနေ့ကင်းကိုပို့သုံးဖြစ်ပါတယ်ညကတော့ဒီ moisture နဲ့ night cream လောက်ပဲသုံးတယ်ပေါ့နော်နှမျိုးလို့မသုံးဖြစ်ဘူးဒါလေးကိုနေ့ကိုတော့မဖြစ်မနေသုံးတယ်တကယ်လို့ကိုကအိမ်မနေမသုံးချင်ဘူးဆိုရင်တော့မှပဲပွဲလန်းသပင်ရှိတာတော့အပြင်သွားတာမျိုးဒါမျိုးဆိုလို့ရှိရင်လည်းသုံးလို့ရတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ပိုပြီးကြကြခံတာပေါ့ဒါပေမဲ့လည်းတကယ်တမ်းကိုယ့်ရဲ့မျက်နှာကိုတေးကြကြ effective ဖြစ်ချင်တာဆိုလို့ရှိရင်တော့နေ့တိုင်း daily သုံးပေးပါဒါဆိုလို့ရှိရင်တော့လုံးဝသိတာထင်ရှားတဲ့ effective ဖြစ်တာကိုတွေ့ရပါလိမ့်မယ်နော်မိုင်းဂျင်နယ်ဆိုရင်တော့ချက်ပတ်ကပဲဖြစ်ဖြစ်ဖုန်းနံပါတ်39925415ကိုဆက်သွယ်ပြီးတော့ပဲဖြစ်ဖြစ်မှာလို့ရပါတယ်ဒီမျိုးကပါရှင်ကျေးဇူးတင်ပါတယ်